မင်္ဂလာပါခင်ဗျာအောင်ကတ်စတူရှင်ကလည်းကြိုဆိုပါတယ်ကျွန်တော်ရဲ့ TikTok မှာညီမလေးတယောက်ကသုံးနေတဲ့မီးတွေဘေးဘက်ကိုကူးလာတာဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးထားပါတယ်မီးကိုသုံးနေရင်မီးတွေဘေးဘက်ကိုကူးလာပြီဆိုတာအရန်ကိုမှအန်ရများတဲ့အခြေအနေပါအဲ့လိုဖြစ်နေရင်လုံးဝဆက်မသုံးပါနဲ့နော်ပောက်ကွဲမှုတွေထိဖြစ်သွားနိုင်လို့ပါဘာကြောင့်ဒီလိုမီးကူးရတာလဲဘယ်လိုစစ်ဆေးပြီးကိုယ်တိုင်ဘယ်လိုဝါရှာလဲရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားပါမယ်ဒီလိုမီးကူးရတာဟာဂက်ယူစိမ့်နေလို့ပါအဓိကဂက်ယူစိမ့်နေတဲ့နေရာ၃ခုရှိပါတယ်ကိုမီးဘူကဘယ်နေရာကဂျုံနေလဲသိရင်အခုလိုဆက်ပြအမြုံလေးနဲ့အရင်ဆုံးစမ်းကြည့်ပါဆက်ပြရေတုတ်လိုက်လို့အခုလိုအမြုံလေးတွေပွာလာပြီဆိုရင်တော့အဲ့နေရာကနေဂက်ယူတွေကတေချာသွားပါပြီပထမဆုံးနံပါတ်1ကတော့ကာဗနာဘေးက channel လေးမှာပါတယ်ဝါရှာပြဲနေတာပါဒီနေရာကယူတာဆိုရင်တော့လောက်ရတာအရန်လွယ်ပါတယ်အခုလိုနံလေးကိုအရင်ဖြုတ်လိုက်ပါပြီးရင်ကွဲနေတဲ့ဝါရှာအဟောင်းလေးကိုထည့်ပြီးဝါရှာအစ်စ်လေးနဲ့အစားထိုးကတေချာလေးပြန်ကျက်ပေးလိုက်ရမှာပဲခင်ဗျဒုတိယနံပါတ်2ကတော့ကာဗနာအောင်မှာရှိတဲ့ဝါရှာပေါက်နေတာပါဒီနေရာအတွက်ဆိုရင်တော့အခုလိုမျိုးကာဗနာအောင်လေးကိုတေချာအရင်ဖြုတ်ရပါမယ်အခုဆိုရင်တော့ထွက်လာတဲ့ဝါရှာလေးကပြဲနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝါရှာအပြဲနေရာမှာဝါရှာအသစ်လေးကိုအစားထိုးမှာပဲဖြစ်ပါတယ်အကောင်းဆုံးလေးဖန်တီးပေးမိတောက်ပြပြလှပစွာချက်ပြုတ်ရတာပျော်ရွှင်ပါအောင်ဂတ်ကိုတတိယပါ all and just solutions ပါဝါရှာတေးလေးမှာအပေါ်ပြေးမပါအောင်တေချာစွာစစ်ပြီးရင်တော့အခုလိုတေးသေးချာချာလေးစနစ်တကျပြန်တက်ပြီးလိုက်ရပါပြီခင်ဗျာအောင်ဂတ်ကအသင်ရှိနေတာကျွမ်းကျင်မှုအပြည့်နဲ့အကောင်းဆုံးတွေဖန်တီးပေးမိတောက်ပြပြလှပစွာတတိယနံပါတ်3ကတော့ gas ဘူးထည့်တဲ့အပေါက်ကနေ gas ယူတာပါဒါကတော့ကျွန်တော်အရင်ဗီဒီယိုမှာပြထားသလိုပဲတေချာလေးဖြုတ်ဝါရှာအဟောင်းလေးကိုထုတ်ပြီးတော့အစ်စ်လေးနဲ့တေချာလေးလဲလိုက်ရင်ကြာပါပြီဖြတ်သေးလေးလဲပြီးသွားပြီဆိုရင်တော့စိတ်ချရအောင်စက်ပြားရည်နဲ့တစ်ခေါက်တော့ပြန်ဆန်းကြည့်ပါအမြုပ်နေမထွက်တော့ဘူးဆိုရင်လုံသွားပါပြီမီးဖွင့်ကြည့်လိုက်တဲ့အခါမှာလည်းဘေးဘက်ကိုမကူးတော့ပဲမီးတောက်ကြပြလေးပြန်ရသွားပါပြီဖြတ်ဂက်စ်မီးကိုမီးကူးတာအရန်ကိုအနေနဲ့များလို့ကိုယ်တိုင်မလုပ်တတ်ရင်ဒီစက်ရကတ်ဆိုင်မှာသွားပြီးတော့စစ်ဆေးပြုပြင်ဖို့အကြံပေးပါရခင်ဗျာကျွန်တော်တို့အောင်ကတ် solution ကိုလည်းယုံကြည်စွာအနှံ့နိုင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင် like နဲ့ဆက်ခွဲလေးလုပ်ပြီးတော့ပါခင်ဗျာအားလုံးပဲသိကြပါစေ